လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပတော့မယ့်ရွေးကောက်ပွဲမှာမဲမထည့်တဲ့ပြည်သူတွေကိုထိထိရောက်ရောက်အရေးယူမယ်ဆိုပြီးတော့အာဏာသိမ်းထားတဲ့စစ်တပ်ကတော့မြို့ရွာတွေကသူတို့ခန့်ထားတဲ့တာဝန်ရှိသူတွေကိုကြေညာခိုင်းနေတာပါမဲစင်းပေးဖို့မဲဆန္ဒရှင်တွေကိုနိုဝင်ဘာလအတွင်းမှာနောက်ဆုံးအကြိမ်တက်ဆိုင်ရာရပ်ကွက်ရုံးများမှာကတ်ထားကြေညာမယ်လို့သတင်းထုတ်ပြန်ထားတာပါမဲပေးမယ်ဒီဇင်ဘာ28ရက်နေ့မှာသာအရွယ်ရောက်ပြီးမဲပေးခွင့်ရှိတဲ့သူတိုင်းမဖြစ်မနေမဲပေးရမှာဖြစ်တယ်လို့တကယ်လို့သာမဲမပေးခဲ့ရင်မင်းအွန်လိုင်းတို့စစ်အုပ်စုကပြင်းပြင်းထန်ထန်ရေးယူမယ်လို့ကြေညာထားတာပါဒါကမြန်မာပြည်သူတွေကိုစစ်ကောင်စီကနောက်ထပ်ပေးမဲ့ဒုက္ခတွေပါမင်းအွန်လိုင်းကိုယ်တိုင်ကတော့ရွေးကောက်ပွဲပြီးရင်အနိုင်ရတဲ့ပါတီကိုအာဏာပြန်လွှဲပေးမယ်လို့ပြောထားပေမဲ့လည်းသူကိုယ်တိုင်ကအာဏာယူနေတာကြောင့်မဲပြိုင်မဲ့တခြားပါတီတွေအတွက်ကတော့ချိန်ကုန်ငွေကိုလူပင်မနာပဲအဖတ်တင်ုံပဲရှိမှာပါလာမယ့်ရွေးကောက်ပွဲမှာကြမ်းဖို့ပါတီကပဲအနိုင်ရဖို့ရှိနေတာကြောင့်မင်းအွန်လိုင်းကအာဏာပြန်ပေးမယ်ဆိုတဲ့ပေါလုပဲစားစကားကိုအလွယ်တကူပြောနိုင်ခဲ့တာပါကချုပ်ဘွားမှာကတဲ့ကသက်တမ်းတွေမကြာတိုးပြီးအာဏာယူနေတဲ့မင်းအွန်လိုင်းကိုဘသူကမှအယုံကြည်ရှိမနေတော့ပါဘူးဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီကမဲမတမာမှုလုပ်တယ်ဆိုပြီးအာဏာသိမ်းခဲ့တဲ့စစ်ကောင်စီလက်ထက်လာမဲ့ရွေးကောက်ပွဲမှာသာသူတို့အခြေအနေမကောင်းခဲ့ရင်မဲမတမာမှုကသူတို့လက်ထဲမှာသာတကယ်ဖြစ်လာဖို့ရှိနေတာပါ